ဟုတ်ကဲ့ကျွန်တော်တို့29ရက်နေ့မှာမော်လမြိုင်ဝူစီဘားမှာ Iron Crop T1 ဖြော်ပြတင်ဆက်မှုအတွက်ကျွန်တော်တို့ audio ပြင်ဆင်နေတဲ့မှတ်တရပုံလေးပါခင်ဗျာစီးရတော့ Beta 3 မျိုးစားကြီးသုံးတာပါပဲဒါကတော့ PTV H7 ဖြစ်ပါတယ် PTV H7 KB က monitor တော့ Roland မျိုးစားက KC 6ပါဖြစ်ပါတယ်ခင်ဗျာ Base Guitar တော့ Haki HA 9500ဖြစ်ပါတယ် Base Guitar တော့ Marshall JBN Joseph Green Screen ချ JBN CD ဖြစ်ပါတယ်မြေစားတော့ Minder M32 သုံးတာပါလေ Monitor နေရတော့ EV Edit တွေBeta 3တွေသုံးတာပါ